editor ကိုဈေးပေါ်တဲ့ဟာတွေမသုံးပါနဲ့ editor ကိုဈေးပေါ်တာတွေသုံးလို့ရှိရင်ဘာဖြစ်လဲဒီလားဒီမှာ HDD ဒီမှာ SSD နှစ်ခုစလုံးeditor ကိုပေါ်စားတဲ့သုံးပြီးလို့ရှိရင်တော့အဲ့လိုဖြစ်တတ်တယ်အခုနောက်ပိုင်းကကျတော့ editor နဲ့မသုံးတော့ဘူးเนาะအခုကျတော့ဒီတိုက်စီရတဲ့အတွက်ကျွန်တော် MacBook မှာတိုက်ရိုက်ချစ်တော့ပါတယ်ဒီစမ်းတဲ့တစ်ခုတော့ဝယ်ထားပါတော့ editor ခံသုံးမဲ့စတိုက်ရိုက်ချစ်တော့တော့ပိုကောင်းတယ် MacBook Air 73မှာကျတော့အပေါက်နှစ်ပေါက်ပဲပါတယ်ဆိုတော့တခါကြရင် memory ကူးလွဲခါကြလို့ရှိရင်တော့ကျွန်တော် editor ခံသုံးရပါတယ်ဘာဖြစ်လို့လဲဆိုတော့သူ့မှာအပေါက်မပါဘူးအဲ့တော့အပေါက်မပါဘူးဆိုတော့ editor ခံသုံးရပါဘူးเนาะအဲ့လိုမျိုးချက်ဒီမှာပဲသုံးတော့တယ်နောက်ပိုင်းအလုပ်လုပ်တဲ့ချိန်မှာတော့ကျွန်တော်တိုက်ရိုက်ပဲသုံးရအောင်เนาะဒီကောင်ဆိုလို့ရှိရင် speed လည်းမြန်တယ် reading writing အကုန်မြန်တယ်ပေါ့เนาะဥပမာ data တွေကူးလို့ရှိရင်1GB ကိုမှ10စက္ကန့်လောက်ပဲကြာအဲ့ဒီ adapter ကြီးနဲ့ခံသုံးလိုက်တဲ့ခါကျတော့ 1GB ကို100 MB တောင်မှမပြည့်တစ်ခါပြေးလို့ရှိရင်60 MB 80 MB 60 MB 80 MB အဲ့လိုပဲပြေးတယ်အဲ့ဒီ adapter နဲ့တစ်နှစ်လောက်တော့သုံးလိုက်ရပါတော့တစ်နှစ်လောက်သုံးလိုက်တာအခုတော့လုံးဝသုံးလို့မရတော့ data တွေလည်းပြတ်သွားတယ်ပါသွားတယ်ဒါပေမဲ့ကန်ကောင်းတာကကြတော့ဒီ data တွေမပြတ်ခင်မှာ event တွေအကုန်ပြီးသွားရပါတော့ event တွေအကုန်ပြီးသွားတယ်ဒီထဲမှာကျတော့အဟောင်းတွေပဲပါသွားလို့တော့သေးတယ်အသေးတွေပါသွားလို့ရှိရင်တော့မတွေးရစေရပဲဒါ HDD ကကျွန်တော် data တွေပေးမှုအတွက်ပဲသုံးတယ်အဲ့ဒီကိုမှကျွန်တော်စိတ်ချအောင်ဆိုပြီးတော့ဒီ SSD ရော HDD ရောနှစ်ခုစလုံးသိမ်းထားတယ်ဒါပေမဲ့နှစ်ခုစလုံးက adapter ကြောင့်ပြည့်စည်သွားပါပြီအဲ့ဒါကြောင့် adapter ဝင်မယ်ဆိုလို့ရှိရင် reading writing များတဲ့ကောင်ပဲရွေးဝယ်ပါပိုက်ဆံကိုလုံးဝမချွေတာနဲ့တော့ adapter ကိုကောင်းတာပဲကိုနိုင်ခံရလို့ပြောတော့ adapter ကိုကောင်းတာပဲဝယ်မကောင်းတာကိုဝယ်လို့ရှိရင်ကျွန်တော်လိုပဲခံရလိမ့်မယ်ဖြစ်နိုင်ရင်တော့တိုက်စီဝယ်ပြီးတော့တိုက်ရိုက်ချစ်တော့ MacBook သုံးတဲ့သူပဲဖြစ် Windows သုံးတဲ့သူပဲဖြစ် Windows မှာကျတော့ USB-C ပါတယ်ဒီမှာကျွန်တော်တို့မှာကျတော့တိုက်စီပဲပါတယ်တော့တိုက်စီကောင်းပါတယ်ဟာပဲဝယ်ပြီးတော့တိုက်ရိုက်ချစ်သွင်းရင်တော့ပူဆင်ပြေတယ် adapter ခံသုံးမယ်ဆိုလို့ရှိရင်တော့အထက်မှာအလုံးမလုံးနဲ့ data သေးဖို့အတွက်လောက်ပဲလုပ်ပါတော့ကဲလို့ဒီကျွန်တော်ကကျတော့ video ရောဓာတ်ပုံရောကိုဒီထက်မှာထပ်ပြီးတော့တိုက်ရိုက်ထပ်ပြီးတော့အလုပ်လုပ်တယ်ပေါ့နော်အဲ့ဒါကြောင့်တိုက်ရိုက်သုံးတာတော့ပိုကောင်းပါတယ်ဗီဒီယိုတွေဓာတ်ပုံတွေဒီလိုမျိုး SD ကနေပြီးတော့ကူးမယ်ဆိုလို့ရှိရင်တော့အဲ့ဒီခြေလောက်ပဲသုံးတယ်ပေါ့နော်ဒီထားတော့ adapter ညတဲ့ဟာသုံးလို့ရှိရင် memory card လည်းပြတ်နေတယ် SSD တွေ HDD တွေဒီလိုမျိုး hard disk တွေလည်းပြတ်နေတယ်ပေါ့နော်အဲ့ဒါကိုပတိပေးတာဖြစ်ပါတယ်